Hello ဒီနေ့က Monday ပေါ့နော် Monday ဆိုတော့တပတ်စာအတွက် line လေးကုန်လုံးဘယ်လိုပြန်ပြီးတော့စဆွဲမှာစပြီးတော့ပြန်ပြီးဆွဲမှာပေါ့နော်ဘယ်လိုဆွဲမလဲဆိုတော့ဒီကနောက်အရင်အပတ်က previous week မှာဖြစ်ခဲ့ value area height value area low အဲ့ line တွေကိုမှတ်မှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံး Monday ပေါ့နော်ဒီ Monday ကနေပြီးတော့ဒီ Friday ထိဒီ volume profile ကြည့်ရဟာနေပေါ့နော်ဒီအောက်ဆုံး low ဒီ low ကနေပြီးတော့ဒီ Friday ပေါ့နော် Friday ဒီတစ်ပတ်လုံးအမြင့်ဆုံးရောက်ခဲ့စီပေါ့ဒီလိုနဲ့ဒီလိုဆိုလို့ရှိရင်သူကဒီမှာရလာပြီပေါ့နော်ရလာပြီဆိုလို့ရှိရင်အရင်ဆုံးဟိုလိုနေရင်းနဲ့ညီမအရင်ဆုံးဒီမှာ value area height တွေတက်မှတ်ပါတယ်ဆိုတော့ real weight value area height ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခု real weight ရဲ့ POC ဖြစ်ပါတယ်ပြီးတော့ weight value area လို့ဖြစ်ပါတယ်ပေါ့ပြီးလို့ရှိရင်နောက်တစ်ခုဟိုကပါလဲဆိုတော့အခုဒီတစ်ပတ်လုံးတိုင်းတိုင်းဟာတွေကိုဒီပေါ့နော်ဒီ canvas နဲ့ညီမကပြန်ပြီးတော့ဒီလိုယူလိုက်ပါ 100% ဒီလိုယူထားရပေါ့နော်အဲ့ဒီဟာပြောင်းပါဆိုတော့ sorry canvas မဟုတ်ဘူးရှာနေစရာအဲ့ဒါဆိုရကမ်းပေါင်းနေစရာဆောင်းနာယူထားတယ်ထင်ငယ်ဖြစ်နေတာပေါ့နော်ဆိုတော့ဒီအပြာရောင်လိုက်အောက်ထိလိုက်ပါရှိပါရှိရယူပြီးလို့ရှိရင်လေးစိတ်ပါမယ်ဒီလိုလေးစိတ်လိုက်ပါနော်လေးစိတ်ပြီးလို့ရှိရင်ညီမတို့15 minute ကိုထားလိုက်ပါမယ်မိနစ်ကိုထားပြီးလို့ရှိရင်ပြန်ပြီးတော့ညှိရပါမယ် line နဲ့တစ်ခါကျရင်လွှဲဆိုတော့ဒီဟာလေးလွှဲပါတယ်ဆိုတော့အရင်ဆုံးဒါလေးညှိပဲပေါ့နော်ဒီလိုမျိုးလွှဲပါတယ်ဆိုတော့ဒါတော့ okay ပေါ့နော်ဆိုတော့အဆိုရင်ဒီမှာလေးစိတ်ထားရဲထဲမှာဒီ50ဒီပေါ့နော်ဒီ 75% ပေါ့အဲ့ဒီဟာထက်ကျော်တဲ့ဟာမျိုးသတ်မှတ်ပါမယ်ဆိုတော့ဒီတစ်ခုပဲပေါ့နော်တွေ့ရဒီနားလေးမှာတစ်ခုပဲဆိုတော့ဒီကနေဒီချီကိုvalue ရဟဆိုတော့မထားရအောင်ရပါပေါ့ extend လုပ်လိုက်အဲ့ဒါလို့ရှိရင် extend ဖြစ်value ရ height ရောက်တဲ့ဟာဒီတစ်ခုပဲရှိတယ်50အောင်မကျော်ဘူးပေါ့နော်ကျန်တာအကုန်လုံးဆိုတော့ okay အဲ့တော့နောက်တစ်ခုပြီးတော့high balloon တော့high balloon တော့တတ်မလားပေါ့နော် low balloon တော့ကိုကျတော့ဒီ50% လာတယ် 3% ကိုတရားကိုပြင်ပြီးချုပ်လိုက်တယ်ဆိုတော့အဲ့မှာဒီလိုမျိုး 25% ပေါ့နော်ဒါ၄စိတ်ဆိုတော့တစ်ခု 25% ရှိတယ်ဆိုတော့ဒီ 35% အောက်ရောက်တဲ့နေရာလေးက low balloon တော့ဖြစ်တတ်မှာပါမယ်ဒါရပါဘူးလို့ဒီနေ့ရပါဘူးလို့ဟောရှိဒီနစာလေးမတွေ့လို့လိုက်ရှာโอเคအခုဆိုရင်ဒီနေရာလေးပေါ့နော်ဒီနေရာလေးအဲ့လိုဒီ 50% အောက်ရောက်တဲ့နေရာလေးကိုလို့ဖလို့တော့ပါလို့ဖလို့တော့ဒီမှာအစိမ်းအောင်လေးနဲ့တမထားပါနော်ဆိုတော့တစ်ခုဒီလိုကြားလေးရဖို့ပြပါတယ်တတ်မှတ်ပြပါတယ်ဒီလိုလားဆိုတော့ကိုကပို့ပြီးတော့ဘယ်လိုပြောအများကြီးလိုချင်တယ်ဆိုလို့ရှိရင်ဒီဟာအကုန်လုံးတတ်မှတ်လို့ရအောင်နော်ညီမအရင်မလိုချင်လို့အရင်ဟိုအထက်ရောက်တဲ့ဟာမျိုးလေးပဲတတ်မှတ်တာဖြစ်ပါတယ်ဆိုတော့ okay မရှိရ
ဒီတရားလေးတော့ဒါ weekly profile ဆွဲတယ်လို့ပြောလို့ရပါတယ် ဆိုတော့ဒါကညီမတို့အလုံးစားကြည့်မယ်ပြီးဝိုင်းနေပါတော့ဆိုတော့ကိုတော့ဒီလိုရှိပါတယ် okay အဲဆိုရင်ဒါကိုဖြတ်လို့ရပြီ profile ဖြတ်လို့ရပါပြီဆိုတော့ဒီမှာ line နေရပြီပေါ့နော်ဆိုတော့ daily ဟာကိုသွားပြီးကြည့်ပါမယ် daily ကနေသွားကြည့်ပါမယ် oops daily ကနေကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့တောက်လျှောက်အခုကနေဝေးနေဆိုတော့ push တယ်ပေါ်တက်တယ်ပြီးရင်ဒီမှာ push တယ်ပေါ်လည်းမတက်နိုင်ဘူးဒီကနေမှာအခုကြောင် push တယ်အခုလည်းမကြနိုင်ဘူးနော်အခုဒီနေ့ကတော့bullish ဖြစ်နေရဆိုတော့စဉ်းစားကြည့်ရမှာ period ဒီမှာတရားစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါဒီ height ကိုသူတို့မကြော်နိုင်ဘူးပေါ့နော်ဒီ height က previous week high ရဲ့ value ရဲ့ height အဲ့ဒီ height ကိုသူတို့မကြော်နိုင်သေးဘူးပြီးတော့ဒီ low ရဲ့အောက်ကိုသူတို့မကြော်နိုင်ဘူးပေါ့နော်ဆိုတော့ဘာဖြစ်မလဲပေါ့ဒီနေ့က previous day ဟာဆိုရင် previous day ဟာအရင်တော့ကျင်းတော့နေဒါမဲ့ previous day ဆိုတော့လည်းဆွဲရပုံမှန်ဆွဲကြည့်တယ်ဆိုရင်ဒီအောက်ထိဆွဲဒီနှစ်ခုပို့ပြီးတော့ဆွဲချင်နော်ဆိုတော့ရပါတယ်ဒီမှာ previous day လို့ဖြစ်ပါတယ်ဆိုတော့ဒါချက်ပေါ်မှာရှိနေကြငါးလိုက်ပါနော်ဆိုတော့ okay okay ဆိုတော့ okay အခုက16ဆိုတော့လို့ဒီနေ့တနေ့ကိုဘာဖြစ်ခဲ့လဲဆိုတော့ဒီကောင်ကတော့မန်ဒီတက်တယ်ပြီးမန်ဒီတက်တယ်အောင်ဖြစ်တဲ့ Asian တက်တယ်ပြီး market အခုကဒီမနေ့ရဲ့အရင်ဘက်ကတောက်ကြနေရဲ့ range ရဲ့ပေါ်ဖောက်ပြီးတော့အခုပြန်ဆင်းလာတာပေါ့နော်ဆိုတော့ဒီအခုလက်နေပေါ်မှာဆက်ဖြစ်နေတယ်ဟုတ်ကြည့်ပါမယ်ဆိုတော့ခွဲလို့ရှိရင် market size ပြန်ပြန်လာပြီပါအခုက29ဆိုတော့နောက်10မိနစ်နေမှာကဖွင့်ပြီပေါ့နော်ဆိုတော့ okay so ဘယ်လိုကြိုင် entry ဝင်လဲဆိုတော့ကြည့်ရမယ်ဆိုရင် refinement တွေပေါ့နော်တစ်ချက်ပြန်ဖတ်အောင်ဆိုတော့စီးတဲ့ကန်တဲ့ week POC insight ဆိုတော့ week က clean ဖြစ်ရမယ် clean ဖြစ်ပြီးတော့နောက်က follow through line အဲ့ဒါပဲ confirmation ဖြစ်တယ်ပြီးရင်စီးတဲ့ကန်တဲ့ close above week ကို week ကန်တဲ့အထက်မှာပိတ်နိုင်ဆိုလို့ရှိရင်အဲ့ဒါ time short လို့မရဘူး continuation ပြောင်းသွားနိုင်တယ်ပြီး open POC ဆိုရင် direct short လို့ရတယ်မဟုတ်တဲ့ short လို့ရတယ်ပြီးတော့ week the protection stronger size ဆိုအမြဲ continue မယ်ဆိုတစ်ဖက်ကတတိုင်းပေါ့နော်အနည်းဆုံးတတိုင်း entry အနည်းဆုံးတတိုင်း product တာကိုစောင့်ရမယ်ပေါ့နော်ဆိုတော့ protection candle cannot close above cannot close အဲ့ဒီ protection candle က break out ဖြစ်လာတဲ့ candle ကအပေါ်မှာပြန်ပြီးပိတ်လို့မရဘူးပေါ့နော်ဆိုတော့အဓိကဒီနေ့လို့မြဲ refine တော့မှာ wait for the edge line မှာ train နေပြီးလို့ရှိရင် proper ဆိုတော့ထားနိုင်ရမယ်ပြီးရင် mental energy ကို save လုပ်ပါပေါ့နော်ဆိုတော့ 500 ဖြစ်မဝင်ဘူး always enough store လို့ပါဆိုတော့ okay let's see okay power push နဲ့ what happened to the model မနာပါနဲ့ကွာသိချင်လို့ပါဘယ်လိုလဲ
Flavor now Johnny anymore. Oh my god, again. Okay. Go something Okay, good. The DBOC yellow shell, the POC so I mean range the low so set function one aqua. Sela Sela di Madara Ibono, change on it. Sela to die. When by a border lie by a Tiboni will to die, I say la di Martina Kumata Ibono. Di vai me ne come pa me non lo so che. Okay, good. Sela nine. Okay. Imagine don't shop. Shabby wear. Shop wear. Okay. I am pushed so by Adina Dani they are Pomadani. So default. Okay. Dipoma the baby was she. Tima young county store Timano. So about of your pain name as a chair. Say that your time so loyalty at the town job. Oh, I said I can't have it. By a yeah, I got it. Say with that, I got it. So, no pillow one. Follow a beer one. So, funny. You are young, way coming at the old young child. Cái này là thì đồ bị quá rồi chứ gì à? Bây giờ tôi đã bị được rồi à? Bỏ mà bị quá. À bây giờ thì mà sẽ lại, đi sẽ lại có lòng phải chấp nhận bỏ mà bị. Bây giờ tôi sợ là vậy. Okay, review the high của yawi. Bà phim này là chỉ biết nó. Bias devotion mà. Sẽ là người mà tao của bỏ ra là. Đó thì. Ok, vào rồi này. Very good shot. Very good shot. I mean, I'm be how they. I'm be my video one of it. 45 is how. This is very clean whip about.
very good ကန်တယ်ပါဒါ very clean with တူရှော့ပါနော်ဟိုစက်တပွိုင်းMB ကိုတော့တက်ပါဘာ view ကိုတော့တက်ချင်တယ်ဒါမှဘာရအောင် protect ခဲ့ဟောင်းအဲ့အကူကြောက်ရတော့ဘာရလဲရှော Okay. So အခုဒီကြာလိုက်ကနေရပါတော့ဒီဟာဒီနားကို reject လာဆိုကြည့်အောင်အိမ်နာကို reject ပြီးတော့ဒီအောက်မှာအနေနဲ့ပေးတဲ့ solution တော့ဒါကြာဖို့ပို့ရမယ်ဒါပေမဲ့ POC မှာပြန်ပြီးတော့ range မယ်ဆိုပြီးတော့တယ် check. So that very clean with but I never play for them by it. I mean, this is not be my trainer, so you're so that I didn't have it. Some more. They were very clean with Fatima. Period behind your you want to your by B, POC, I'm a bit so chicken and shop. Maybe be or not go out of my aggressive she on me. So the aggressive she right again no aggressive that. Obviously, one. So 45 am ပါဖြစ်နေဆိုဆက်ပြီးစောင့်ကြည့်ပါမယ်ခုခဏလေးရထားလိုက်ပါတော့ဆိုတော့ဒီ period ဒီ height ကိုရောက်လာတဲ့အချိန်ဒါမှမဟုတ်ရောက်လာတဲ့အချိန်ပြမှု POC ရောက်ကိုတခုရောက်လာတဲ့အချိန်45ကိုကျော်တဲ့အချိန်ပြန်လာခဲ့ပါမယ်ဆိုတော့ခုက44ပေါ့နော်44ရောက်နေဆိုစောင့်ကြည့်ဒီ period ဒီ height ကိုပဲတက်လာမှာပေါ့နော်ဒီလိုဒီမှာတက်ပြီးတော့ rejection ပေးမယ်ဆိုလို့ရှိရင်ဒါကောင်းတဲ့ rejection ပေါ့နော် first rejection ပြီးပါရင် second rejection လာဆိုလို့ရှိရင်ကောင်းပြီး short လို့ရတယ်ပြင်တက်မယ်ဆိုလို့ရှိရင်ဒီမှာသူ trap မိခဲ့ high ကိုလုံးပြန်ပြီးတော့ပိုင်းအားပြန်နိုင်မှဖြစ်ပါမယ်ဆိုတော့ဟုတ်ဆောက်ကြည့်အောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီနောက်ဒီပေါင်းပြန်တက်နိုင်ဒီမှာရှိခဲ့ဒီမှာဆင်းလာတဲ့တော့ဒီမှာတားခဲ့ဟာပေါ့နော်Okay, I go 45 can if you buy. So I'm behind and I'm below it. It's okay, 45 can if you buy. Okay, bye, push there. Okay, bye, bomb it then. Okay, push there, push. I'm here to I'm behind Mama or rather be alive, but we'll come.
ဒီအောက်မှာပိတ်မှရမယ်ရှော့မယ်ဆိုI missed a treat. Oh my god. Let's see. ဒီနှစ်တောင်းခွန်အောင်မပိတ်တာကိုဆောင်းလိုက်တာပါနော်ဆိုဘာရပြန် push တယ်strong တော့ဒီနားလေးမှာတိတ်ပါမယ်ပေါ့ so 3 point 10 point ပဲအောင်ပါတော်တော်ရုန်းကန်နေစင်မောโอเคပြီးတော့စီတီတောင်းလိုက်ချင်းမယ် okay done okay one stroller oh my god ထားတာနေနော် okay ဒီကနေအောင်မပိတ်တော့ရှော့လိုက်ရLook again, Anna. I'll say more. Look again, you have to. Hey, multi-wave. Oh my god, so crazy this. Okay. That okay,ဒီနောက်ဆုံး trick ကအဲ့ဒီ rubber ဆက်ကြည့်ပါမယ် Oh
ဆိုတော့ဒီကပြိုစီနှစ်တိုင်းကြမှာဖြစ်နေပေါ့နော်ဆိုတော့ရွေးချက်မယ်ဆိုဒီဟာရွေးချက်ပြီးမှသွားမှာဆိုတော့ okay ကိုနေရွေးရှိဆိုလည်းဒီကလာမယ်ပေါ့နော်အဲ့ဟာပဲကြည့်အောင်ပဲပေါ့ okay okay done at least ဒီ line ရဲ့အောက်မှာပြန်လာပေးချင်တာအနည်းကိုဘာမှဒီတက်ရောက်တာနဲ့ပါရ push တယ်ပေါ့နော်ဆိုတော့ reach မှာမသိဘူးဒီအခုကအပေါ်လဲပေါ်ပေးတဲ့စင်လာဒီမှာတားရအခုစင်ပိုင်းရဒီမှာတားအခုဖြစ်စေချင်တာပါလေတော့တက်မယ်ဆိုလို့ရှိရင် IB high ကိုတက်ပြီးရှင်ပဲချက်မယ်ဆိုလို့ရှိရင်လဲတေချာပဲချက်ပြီးပေါ့ပြီးရဒီ high out ထိပြီးပဲချက်ပြီးပေါ့အခုဒီကအပေါ်တက်ပြီးတော့အခုတကယ်တော့ break out ပြောလို့ရှိရင်ပြန်ပြီးတော့ sale ဘိုင်ယာ product လာဆိုဆုံးချင်အခုကဒီ line ပြင်ပြန်ကြပါတယ်ဆိုတော့ဒီဟာထက် lower ဖြစ်တဲ့ဟာကိုကြာလို့ရှိရင်တော့ short ပါနော်ဟိုမှာဒီကန်လေးပြောဒီကန်တဲ့ထက်အောင်ပါလားပေးကောင်းတယ်ဒီက range ပြသွားလို့ရှိရင်ဒီစင်လာနဲ့ဒီစင်လာနဲ့ရှင်းလာဒီမှာဆိုရှင်ပိတ်ပေါ့နော်ပြူစီရအောင်ကြောက်ပါမယ်ဒီကနေရမှာပိတ်ဆိုတော့အကေဖောက်ထွက်သွားရဲ့အချိန်ကိုဆောက်ပါမယ်ဖောက်ထွက်တိုင်းပြန်လာခဲ့ပါမယ်အခုဆုံးတာအောက်ကိုဖောက်စင်တယ်ပေါ့နော်ဖောက်စင်သွားဆိုတော့ဆက်လို့ရမလားပေါ့ဒီနေ့ဒါ3កောင်မြောက်ဆဲမိလို့ရှိလို့ရှိရင်ညီမဟိုအင်းနေ့တော့ bias 3ခုနဲ့မှားခဲ့ဟာနဲ့တွားပြီးတော့တူတော့မှာပေါ့နော်ဆိုတော့ပထမဦးဆုံးဆဲကန်တဲ့ကိုပြန်ပြီးတော့မှတ်ပါမယ်ဘယ်နာမှသိခဲ့လဲဆိုတော့ဒီမှာတစ်ခါဆဲပြီးလို့ရှိရင်မတော့မပြောဘယ်နာဆဲခဲ့လဲနှစ်ခါဆဲမိအောင်လို့ဆိုတော့ပြန်ကြည့်လိုက်ဒီနားလာမှာဒါပြီးတော့ဆဲရဆိုဟုတ်ကဲ့ဒီမှာဆဲရလေးစက်ခေါ်ဒါလေးစက်ကိုဆိုတော့လေးစက်ခေါ်โอเคနားလာမှာ yes နားလာမှာတခါဆဲပြီးတော့နောက်တစ်ခုက45ဒီမှာတင်ပါစနေအမလည်းမဆဲပါတကယ်အောင်နားဟာသေးကြအောင်မမြင်ပါဒီကြားမှာအော်မှတ်ထားမယ်ဒီမှာမဆဲကြဒါ very nice Andrew so မဝိုင်းနာမမြင် okay အခုလောလောဆယ်တော့အပေါဖောက်နေပြီ
ပေါ်ဖောက်နေမယ်ကောင်းကောင်းဖောက်နိုင်အောင်ပေါ့နော်ဆိုတော့ဒီလိုဖြစ်နေပါလေလောလောဆယ်အောက်မှာဟိုကကြည့်ကြည့်မှာပေါ့နော်အန်ဂျူအန်ဂျူသွားနေရအန်ဂျူညီမရဲ့ entry ကို Anju မှာဆိုရင်ဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဒီမှာ Anju ကဒီမှာ play board တိုင်းမပြဘူးပေါ့နော်ဆိုတော့ဒီမှာ play board တိုင်းနောက်ထပ်ပြတာဒီမှာဆိုလို့ရှိရင် Anju ကဘယ်လိုပြမလဲဟောဒီမှာဆိုရင်တော့ဒီမှာ open view စီနဲ့ပြတယ် Anju ဒီနေ့က play board တိုင်းထွက်ရင်ကိုရှုံးမယ်နေဖြစ်ပါတယ်ဆိုတော့ဒီနားမှာ positive ရှုံးမှာ Okay ဆက်ကြည့်မယ်ပေါ်က yes အောက်က Anjuသွားသေးဘူးနော်ဆိုတော့ Okay Okay ဒီနေ့က trade ပို့အဲ့လိုမျိုးတွေ့မနေဘူးဆိုတော့ Oh my god နောက်ကိုပြန်ဆွဲချမလေးပြည့်ဒီဟာကိုတကယ်အတိလာထီရပါဒါလာပေါ်မှာပဲဝယ်လို့ကောင်းပါOh my god. Okay. Oh my god. Oh my god. ဘယ်လိုသွားလဲOhလေဘယ်သွားနေရလဲမသိဘူးဒီလိုနေ့ဒါကညီမတခါမှတော့မဟုတ်ဘူးညီမ play ဖို့တော့ပါဘူးတကယ်နေရလို့ဆက်ကြည့်ရမယ်မသိဆိုတော့ဒီမှာတော့အပေါ်မှာဘိုင်းနဲ့စုပ်ဘိုင်းနဲ့ကောင်းလုံးထားခဲ့ပြီးတော့အောက်ကိုဆွဲအောက်ကိုပြန်ဆွဲဒါနဲ့ဘယ်လောက်တက်သွားShit. Okay. So, cool. But let me know. The set. Go night one. Go night. Quite. Some TV. You are directly up to the hamla solution of trip. So. Sapio. စောင့်ကြည့်ပါမယ်။ interesting ဖြစ်စိတ်ဝင်စားတဲ့တွေ့ခါကျပြန်လာခဲ့ပါမယ်။ခွာကြပါရပေါ့နော်။ဆိုတော့ PDH high ကိုထိကြပါ။ contract shop ရောဆင်ရမှာ။ဒီမဲ့ကိုဘာလို့ပြန်မလဲစတော်လို့ဒီမှာ
ဆိုတော့ okay ဒီနေ့ကဆိုတော့ပြန်ရတယ်လို့ဖြစ်သွားပြီပေါ့နော်ဆိုတော့ဘာလို့ပြလိုက်တာလဲဆိုတော့ဒီမှာဟာပဲတို့ PTH high out ပြန်လာရင်တော့ short မယ်ဆိုတာ how out ပြန်အောင်ဒီနေရာမှာ short လိုက်ပါတယ် short ပြီးတော့ဒီနားမှာပြလိုက်ပါပဲဆိုတော့ VWAP ကို VWAP နဲ့ against ပြီးတော့ range မှာမလို့ကျွန်တော်ပါmaybe ဘောနော်ဒါလည်း good sign ဖြစ်နေတယ်နော်ဒါလည်းမှတ်ထားလိုက်ပါမယ်ဒီလိုမျိုးဖြစ်သွားOkay ပြန်ပြီးတက်လာပါဆိုတော့ဒီ body တက်ရင်တော့ကြည့်အောင်အောက်ကိုစမ်းမကြည့်ပါဘူးနော်တကယ်ဗီဒီယိုကိုအရင်မရှိခြင်းလို့ကြလိုက်ပိတ်လိုက်လို့မရပါဆိုတော့နောက်ထပ် entry တစ်ခုတွေ့ရင်ပြန်ပြီးပြောရပါတော့ဆိုတော့ second rejection တစ်ခါလာရပါတော့ဒီဟာအနေနဲ့အောက်ကိုပိတ်လို့ရှင်ပိတ်နေလို့ရှင်ဆဲလာဝင်လို့ရှင်ရှောင်းဆိုပေါ်ပြန်တက်သွားပေါ်ပြန်တက်သွားရင်တော့ဒီနေ့သမထူတော့ပါပြီဆိုတော့ပေါ်မှာညီမအတွက် PY နဲ့အများကြီးဖြစ်နေလို့ရှိရင်ရောတော့ဘောနော်ပြီးတော့ဒီ range ရိုးလည်းမကြိုက်တာနဲ့ဒီမှာပြင်ပြီးတော့ range နိုင်တယ်ပေါ့ဆိုတော့ဆက်ပြီးဆုံးချလိုက်ပါမယ်ကိုခွဲဒီပေါ့နော်တနားရီထိဆုံးချင်ဆိုတော့အခုဒီကအကိုစောင့်နေရပါတော့9နာရီခွဲထိပဲပါမှာနိုင်ခွေဒီကမှသိဖြစ်ပြီးတော့အခုက PT ရဲ့ဒီ height အောက်ကိုရောက်လာပြီပေါ့နော်ဒီကနေပြီးတော့ညနေရဒီအောက်မှာပြန်ပြီးတော့ဆယ်ရာ product တယ်ဆိုရှင်ဝင်ချင်လို့ product ဘူးဗျာဆိုတော့ဆက်သမ်းချင်ဆိုတော့အခု market ကentry ကရှောက်ရှိတယ်ပေါ့ဆိုတော့အခုဂျာနေပဲရေးလိုက်ပါရမယ်ဆိုတော့အခုဒီနေ့ဝင်ခဲ့ entry ကဒီ entry ကကျတော့ IB မဖြစ်ခင်ပေါ့နော် IB မဖြစ်ခင်မဝင်ခဲ့ရပါဘူး web လေးနဲ့တိုက်တဲ့ဟာအပြင်ပြီးမှတ်ထားတာပါလဲဆိုတော့ clean quick ပါ clean quick နဲ့ဒီမှာ previous ရဲ့sorry ဒီနောက်ပေါ့နော် previous ဒီ high ကိုပြန်လာပြတက်တာဒါဒီ entry ပါမကျတော့ open BOC ပေါ့နော် open BOC နဲ့ဒါ reverse trade ဒီမှာရှုံးမယ်ဆိုရင်ကြောင်းဒါလည်းတကယ်trader မဟုတ်ပါဘူးဆိုမှတ်ထားပါတော့ဆိုတော့ not real trade လို့ရေးထားပါတယ်ဆိုတော့တကယ် trade ခဲ့တာဒီမှာပါဗာလဲဆိုတော့ဒီမှာမှားတာ trade within 2POC ပေါ့ 2POI ပေါ့နော်ဆိုတော့ POI နဲ့ခုတိုင်းမှာမတွေ့ရဘူးဆိုတော့ playbook တွေမှာပါပါတယ်ဒါပေမဲ့ trade သွားရပါတော့ဆိုတော့ဘာလို့ပြောချင်တာလဲဆိုတော့အဓိကညီမဒီမှာဆို clean weight ဖြစ်လဲဆိုပြီးတော့ short လိုက်တာပေါ့နော် short လိုက်တဲ့အချိန်မှာဒီမှာကြာတော့ကြာတယ်ဒါပေမဲ့ဒီမှာမကြာပဲနဲ့ဒီမှာပြန်တက်လာရပါတော့ဆိုတော့ညာဘယ်နေရာလဲဆိုတော့ဒီနေ့ဒီကနေဖြစ်ပါတယ်ဒီကနေမှာ short ရဲဆိုတော့ previous ဒီ height ဒီကနေမှာ short ချလိုက်တဲ့အချိန်မှာဒီမှာပြန်တက်ပြီး short လို့ယူသွားရပါတော့ဆိုတော့ဒီနေရာမှာပဲ trade ဖြစ်တယ်ပြီးတော့ trade ရှိပါတယ်ဆိုတော့နောက်ဆုံးပါလဲဆိုတော့ video နှစ်ခုကြားမှာလည်းမဟုတ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်နောက်ဆုံးညမှာရှိပြီးတော့အဆုံးထိလာပြီးတော့တက်သွားဘယ်နဲ့ကြောင်းလဲဆိုတော့ဒီနေရာမှာထိတယ်ဆိုရင်ဒီကြောင်းနှစ်ကြောင်းပေါ့နော်ဒီနှစ်ကြောင်းထိလာတက်ပြီးတော့မှအောက်ကိုဆင်းသွားဆိုတော့အဲ့တော့ပြူစင်မှုကြားမှာတကယ်မထွေးတင်ပါဆိုတော့ဒီမှာနှစ်ခုရှောင်းနေရှုံးပြီးတော့ဒါ possible entry ပါတကယ်မဝင်ခဲ့ပါဘူးပေါ့နော်ဒီဟာမှတ်ထားဒီမှာဆိုလို့ရှိရင်ဆဲဘိုင်းဘက်နဲ့အများကြီးဖြစ်ရှိမှာအောက်မှာပိတ်တာပေါ့ဆိုတော့ကြာသွားတယ်ပေါ့ဆိုတော့ဟာမျိုးနောက်ကတွေ့လို့ရှိရင်စဉ်းစားလို့ရတယ်လို့မျိုးမှတ်ထားတာopen BOC winning trade တော့ real trade ပေါ့နော်ဒါတကယ်နိုင်တဲ့ဟာမဟုတ်ပါဘူးတကယ်ဘယ်လိုနေရာမျိုးဒီမှာနိုင်လဲဆိုတော့မှတ်ထားရဟာပါပြီးတော့နောက်ထပ် trade ကကြောက်ပါလဲဆိုတော့ဒီကတော့မဟုတ် winner trade ကပဲနာမှာပါလေ winner trade ကဒီနားမှာပဲရှင်းပြလိုက်ရမယ်ဆိုလို့ရှိရင်ဒါဒီမှာ winner trade ကဒီမှာဒီဟာဖြစ်တယ်ဖြစ်ပြီးတော့ဒီအကြောင်းရှိရပြီးတော့ဒီမှာက clean winner ဆင်းနေပြီးနောက်တဲ့ confirmation ဆောင်ပြီးတော့ဒီအကြောင်းမှာ trade တာပါနော်ဒီအကြောင်းမှာ short လိုက်တာဆိုတော့ဒီမှာပြန်ပြရမယ်ဆိုလို့ရှိရင်
ဒီမှာပြန်ပြရမယ်ဆိုလို့ရှိရင်ဘယ်နေရာလဲဆိုတော့ဒီမှာဒီ H ပေါ့နော်အောက်ထိပိတ်တဲ့အချိန်ကျမှ short တာပါဆိုတော့ဒီကနေပြီးဒီကြီးနဲ့ချိုးရလိုက်ပါတယ်ဒါဝင်နေ trade ပေါ့ဒီနေ့ကနှစ် trade ရှုံးပြီးတော့တစ် trade ဝင်ပါတယ်ဆိုတော့ဝင်တဲ့ trade ကကြတော့တော့ run studio အပြည့်မရှိပေါ့နော်ဆိုတော့ဒီနေ့က break even ပါပဲဆိုတော့အဖြစ်ဒီအမအဲ့ဒီ view နဲ့ခုရိုင်းမှာ trade တာတကယ်မှာပါဆိုတော့Okay ပါဒီနေ့ကတော့ channel ကတော့ဒါပါပဲဆိုတော့ reversal wave ပေါ့နော် reversal wave မှာ short ရ between 2 POC ရှိနေချိန်မှာ short loss ပဲပြီးရင်နောက်တစ်ခါ continuation short win ပေါ့နော်ဆိုတော့အဲ့ဒါပါပဲဆိုတော့ကျေးဇူးတင်ပါတယ်